ကျန်ရှိနေတဲ့ Group DEF ကညနေဖုံးရှင်တွေရဲ့တီးဆိုရှင်ပြိုင်မှုတွေကိုနောက်တစ်ပတ်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။သူတို့တွေက Quarter Final အဆင့်ကိုတက်လှမ်းသွားမယ်ညနေဖုံးရှင်တွေပရိသတ်အလို့ကြညနေဖုံးချွတ်ပြရမယ်သူကဘယ်သူလဲဆိုတာကိုရေခုံစွာနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြအောင်လားခင်ဗျာ။ ယောက်ျားတွေကအသက်18မှာလဲအသက်18နှစ်ရွယ်ကောင်မလေးကိုပဲကြိုက်တာဟုတ်တယ်အသက်35မှာလဲ18နှစ်ရွယ်ကောင်မလေးကိုပဲကြိုက်တာအနည်းကိုပြောနေတာနေကိုပြောနေတာအသက်60ရောက်သွားလဲ18နှစ်ရွယ်ကောင်မလေးကိုပဲကြိုက်တာဟုတ်တယ်ဟုတ်တယ်ဒါပဲပြောလိုက်တယ်ဟုတ်တယ်ဒါပဲလို့ချစ်တဲ့သူမှချစ်သူရှိတယ်ဘာမျိုးလဲဘာရောက်မှချင်လို့မမြင်ပါဘူးကွယ်တွေ့ခဲ့အဲ့ဒါဆိုရွှေခဲရဲ့ခန္ဓာကိုယ်မှာရှိတဲ့တက်တူးလေးကမက်ခိုင်လေးနဲ့ရုပ်ရှင်ရိုက်တဲ့ဇကားမှာစပြီးထိုးတာဟုတ်တယ်မလားမပြောတက်ချင်တာရွှေခဲက deep လား deep deep ကျွန်တော်နဲ့တကြံတော့ကနေပြီးတော့မှအတူတူဖျော်ဖြေခဲ့ဘူးရမလားကျွန်တော်အဲ့တော့မူးနေတာလေဆင်းမှာကတာဟောလေနာမည်ကနှလုံးထဲမလားဒီလုံးသုံးလုံးခဏပေးပြလို့လားဒီပေါင်းရန်ကုန်သားလားနေရလား10စက္ကန့်ကက်ဆက်ရောတိုင်းနာမည်ကပင်လယ်နဲ့နီးစပ်တယ်မလားဘာပြရမလဲမသိဘူးဘာမြင်လဲကွာထားတော့ကွာဟုတ်ကဲ့ပါနောက်တစ်ဆင့် Quarter Final ကိုတက်လန်းသွားမယ်ညနေပုံးရှင်ကတော့ The Masked Singer